အားလုံးပဲမင်္ဂလာပါ။ဒီနေ့ကျွန်တော်ရဲ့အစီအစဉ်လေးမှာကတော့ကျွန်တော်ကဗီညိုပညာကိုဆက်လက်ပြီးတော့ဒါလက်ဆင့်ကမ်းထည့်သွင်းထားတဲ့ဗီညိုမော်ပီတီပေါ့နော်။ဒါအကူနဲ့တွေ့ဆုံထားတဲ့ဗီဒီယိုလေးတစ်ခုဖြစ်ပါတယ်။ ကျွန်တော်ကတော့မိဘတွေပေးထားတဲ့နာမည်ကတော့အောင်မျိုးမင်းလို့ခေါ်ပါတယ်။လူပညာစလုပ်တဲ့အချိန်မှာမောင်ပီတီဆိုပြီးတော့စပြီးတော့တီးဖြစ်တာပါ။ဟုတ်အခုကတော့ဗာလေးတွေလုပ်ဖြစ်လဲဆိုတော့ program လေးတွေမှာတီးဖြစ်တယ်။တချို့အတန်သွင်းလေးတွေကြားလို့ရှိရင်လည်းခေါ်ရင်လိုက်ပြီးပါတယ်။တီးဝိုင်းလေးတွေမဖြစ်မနေလုပ်ပေးပါဆိုလို့ရှိရင်လည်းတီးဝိုင်းလေးတွေညင်းမရတဲ့တီးဝိုင်းလေးတွေဆိုစီစဉ်ပေးပါတယ်ဟုတ်ကဲ့။ဒီ EBGD EBGD ပေါ့နော် EBGD အဲ့မှာဥပမာ C key ဆိုကြပါစို့ C ဆိုရင်ဒါ C key ရဲ့ phrasing ဒါသူကတချို့နေရာလေးတွေမှာတော့ဒီ phrasing တိုင်းကနေဖောက်ထွက်ပြီးတော့ဟုတ်ရှာဖွေပြီးတော့တက်တက်ကို creation လုပ်ထားတာပေါ့နော်လုံးတိုင်ကတော့တာမန်ပေါ့ဗျာကျွန်တော်တို့ကစက်သွေးဝန်ထမ်းလုပ်ခဲ့တယ်နောက်ပိုင်းကျတော့ထွက်ပြီးတော့ဒီပုဂ္ဂလိကလုပ်ငန်းတွေလုပ်တယ်ပေါ့အခုချိန်မှာတော့ကျမကြီးတွေပါအရင်မကောင်းတဲ့အတွက်ဒီအိမ်ဆိုင်လေးပဲဖွင့်ပြီးတော့ရပ်တည်နေတာပါပတ်ဝန်းကျင်မှာရှိတာတီးမုံနဲ့ပတ်သက်လို့ဂီတာပေါ်တယ်ပေါ့ဗျာဂီတာပေါ်တဲ့ခါကျတော့ဂီတာတင်ပြစ်တယ်ဒါပေမဲ့ဂီတာတီးတယ်တီးမယ်လေဂီတာတီးတဲ့အခါတိုင်းမှာမြန်မာတန်စင်နဲ့ဆက်နွယ်တဲ့ဟာလေးတွေကိုတီးပြစ်တယ်တူရီကတီးတဲ့ player တယောက်ပဲဖြစ်ချင်တာဟုတ်ကဲ့မဖြစ်ချင်ဘူးဆိုတော့ကိုနဲ့လိုက်ဖက်မဲ့တူရီယာကိုရွေးချယ်လိုက်တဲ့အခါကျတော့ပတ်တလားတို့စောင်းလို့ဆိုတာတွေကကိုတီးထားတဲ့အခန်းရှိတဲ့ဂီတာနဲ့ကအရင်အဝေးကြီးဖြစ်အဲ့အချိန်မှာဘင်ဂျိုခေါင်းထဲမှာတွားရောက်တော့ဘင်ဂျိုရဲ့ဘားကိုကြည့်လိုက်တော့ဘင်ဂျိုဘားလဲ22ဘား23ဘားဂီတာလဲ22ဘား23ဘားပဲရှိတော့ဘားတွေကတော့ညီသွားပြီတို့ပေမဲ့ဂီတာတီးနေတာ6ကျိုးဒီ full string ကိုတီးဖို့အတွက်ကိုဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတော့အဲ့ဒီကစပြီးလေ့လာပြီးတော့တီးကြည့်တယ်ဆရာသမားတွေကပါဇက်နဲ့တင်ပေးတာဘင်ဂျိုဆရာတွေမဟုတ်ဘူးမတလင်ဆရာတွေပေါ့နော်ပါဇက်နဲ့တင်ပေးတာကိုလိုက်တီးကြည့်တယ် creation လုပ်တာပေါ့ဒီ optic တွေကိုဒိုမီဖာ optic တွေကိုဘယ်လိုတီးရင်ဘယ်လိုအဆင်ပြေမလဲရှေ့ဆရာကြီးတွေဘယ်လိုတီးခဲ့လဲဒါပြီးတော့ interview လေးလုပ်ပေးတဲ့ကိုလင်းတွေကိုမတန်ကျေးဇူးတင်ပါတယ်။တိတက်ကြီးကိုလည်းတက်နိုင်သမျှချိန်ရရတယ်လို့ပေးဆက်ဖို့အစီအစဉ်ရှိပါတယ်။ဟုတ်ကဲ့ပါဗျာ။မင်းစရာလူပါယုံချောသူတလျာကျန်လာစွာမောင်စိတ်ထဲမှာချစ်မိတာကြိုက်မိတာစေတနာဝေဖျားအင်းသူစားလာပြိုမျက်နှာအသေးတဲ့ပါဆွဲကကောင်းစင်သာခေနာကိုယ်စင်ပန်းပွင့်လန်းငန်းဦးရဲ့မှာကျူကျင်တော်လဲစိတ်ထဲရေပြင်းလို့မှာခင်မတလျာအနာကျင်နာဝင်ပေးဖို့ရတောင်းပန်ရတာရာဟုံစောမနောပြောလို့မကုန်ပါခင်မင်းသူလေးချစ်ရဲ့ဝေးမိပြန်တာရွှေပါအခါစကား
ချိုစွာဆောင်စားမှုမောင်းတို့ဒီပြူစေခြင်းသာချင်းမြတ်တာပြိုးကြွားတာမိုးချမယ်အလားတူစားချင်းလူစွာပူစားပဲနဲ့အကြောင်းဆက်နိုင်အောင်လားဟိုးဒီဝါတကြားမစားပါရဏီဘုံနှုံပြုံးလျက်မူရာကုန်းမြတ်စာချီကခဏလာမင်းစင်းနဲ့တူစွာဝင်းဝင်းပါပါပြဟုတ်ကဲ့ပါဒီနေ့ကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုကြည့်ရှုအားပေးနေကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးတူပဲတင်ရှိပါတယ်ကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုဒီညနေပဲဒီကုန်းချုပ်ပြပါမယ်ခင်ဗျာ